အားလုံးပဲမင်္ဂလာပါရှင်Jesse Vice ကနေပြန်လဲကြိုဆိုပါရစေကြပါကြကဒီနေ့မှာတော့ပစွန်စိမ့်တုပ်လေးစားပြမှာဖြစ်ပါတယ်ဒီနေ့ဈေးထဲမှာလေးပစွန်လေးတွေကလက်တယ်အကောင်လေးကြီးရဲဆိုတော့ဝယ်လာတာအဲ့တော့ပစွန်စိမ့်တုပ်စားမယ်နော်ဒီမှာက sauce ကိုအပေါ်ကနေအရင်စားလိုက်မယ်နော်ကဲအဲ့ဆက်စားမယ်နော်ပစွန်လေးရဒီနေ့အကောင်ကြီးရစားပါအောင်ရှင်မလေးပစွန်ညလေးချိုးနေရပဲဒီနေ့ပစွန်နေအရန်လက်လေပေါ့နော်ကြီးလက်ကြီးရဲ့ဒီပစွန်ဆိုဂျားပစွန်နေပေါ့နော်ကြာဒီပစွန်လေးတွေဟိုကလေအနောက်ကိုကြောမခွဲတော့ဘူးဒီတိုင်းပဲဟိုအချောင်းလေးတွေဒီနားရပဲဆွဲထုတ်လိုက်တာကြောခွဲရလို့ရှင်လေအတန်စားလို့ရှင်ဖောက်မမိမှာဆိုလို့ပြီးတော့ဒီပစွန်လေးတွေကိုကိုင်ပြီးလို့ရှိလို့ရှင်တမယာရင်နဲ့တခါတည်းဟိုအရင်ဆေးလိုက်တည်ရယ်ဒါလို့စိတ်မတောင်ဆိုလို့ရှင်ဆိုတာဖြစ်ရှာလိုက်ကြဖြစ်ဆေးလို့ရတယ်ဆော့ဆာတာရှယ်ဖြော်ထားတာပေါ့နော်အညီကနေပဲပြအောင်လို့လေနန်းပဲလေးပါကြော့ကြိတ်ထားတယ်အမြင့်ကလေးပါလေပစုံကမငယ်ကြောက်မညီပါဘူးနောက်ပြီးတော့ပြပါပြီရှင်အရင်နဲ့စားလို့ကောင်းပါတယ်တော်တော်ပစွန်လေးကချိုပြီးတော့ဗောနော်ချိုဆက်လေးရင်းစားလို့ကောင်းပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်